ပြည့်စည်သေးပါ40ကျော်လို့50တွင်မှာ Facebook Media TikTok Online ပေါ်မှာသူတို့သုံးနေပကလေးများကအခုခေတ်အပြိုများတော့ငိုရလောက်အောင်လာနေတာမြင်သူတိုင်းမဝင်ချမ်းမြေစရာကျော်မသွားနဲ့အသက်ဘေးကကောမက်ရေးသွားပါမပြည့်စည်သေးပါ40ကျော်လို့50တွင်မှာ Facebook Media TikTok Online ပေါ်မှာသူတို့သုံးနေပကလေးများကအခုခေတ်အပြိုများတော့ငိုရလောက်အောင်လာနေတာမြင်သူတိုင်းမဝင်ချမ်းမြေစရာကျော်မသွားနဲ့အသေးဘေးကကောမက်ရေးသွားပါTikTok ပေါ်မှာသုံးတော်ပူဇာမမြင်ဘူးပြီမဲ့ဗျာစိတ်ကူးလေးနဲ့ရင်ခုန်နေတာမင်းရဲ့ Facebook ကောက်နဲ့ TikTok ကောက်လေးငါအထားတဲ့ဟာမင်းတင်လိုက်တဲ့ပူလေးများကငါဖုန်းတွေကိုတက်လာတဲ့အခါအသေးပေးကောမရေးပြီးကောပြီးလေးလေးငါမြင်တော့တယ်ကွာမန်လေးလေးပြန်ပြီးဦးကွာမနာမကြည့်ရင် reply ပြန်ပေးပါသူတော်တွေပြောနေခြင်း20ကျော်ငါနေပလဲဆယ်လီများတို့တလားတော့ခါအင်တာဗျူးလေးပြေမှာကြောညာတွေလေးရိုက်ကြစင်ပေါ်မှာလည်းသချင်းဆိုတာမင်းသမီးတွေငါတရားမလို့အောင်သရုပ်ဆောင်ကောင်းချက်ကတော့ခွေးတို့ကြိုက်သူတို့လိုက်ခါနာမည်ကြီးတဲ့ Facebook တစ်တော့ပါမပြည့်စည်သေးပါ40ကျော်လို့50တွင်မှာ Facebook Media TikTok Online ပေါ်မှာသူတို့သုံးနေပကလေးများကအခုခေတ်အပြိုများတော့ငိုရလောက်အောင်လာနေတာမြင်သူတိုင်းမဝင်ချမ်းမြေစရာကျော်မသွားနဲ့အသေးဘေးကကောမက်ရေးသွားပါTikTok ပေါ်မှာသုံးတော်ပူဇာမမြင်ဘူးပြီမဲ့ဗျာစိတ်ကူးလေးနဲ့ရင်ခုန်သေးတာမင်းရဲ့ Facebook ကောက်နဲ့ TikTok ကောက်လေးငါထားတဲ့ဟာမင်းတင်လိုက်တဲ့ပူလေးများကငါဖုန်းတွေကိုတက်လာတဲ့အခါအသေးပေးကောမက်ရေးပြီးကော်ဖီလေးလေးငါမြင်တော့တယ်ကွာမန်လေးလေးပြန်ပြီးအောင်ကွာမနာမကြည့်ရဲ့ reply ပြန်ပေးပါသူတော်တွေပြောနေခြင်း20ကျော်ငါနေပလဲဆယ်လီများတို့တလားတော့ခါအင်တာဗျူးလေးပြေမှာကြောညာတွေလေးရိုက်ကြစင်ပေါ်မှာလည်းသချင်းဆိုတာမင်းသမီးတွေငါတရားမလို့အောင်သရုပ်ဆောင်ကောင်းချက်ကတော့ခွေးတို့ကြိုက်သူတို့လိုက်ခါနာမည်ကြီးတဲ့ Facebook တစ်တော့ပါ